Redmi တွေကနေနောက်ဆုံးတစ်ထွက်ရှိထားတဲ့ Redmi 15 series ကိုကြည့်မှာဖြစ်ပါတယ်။ Camera 6000 6.9 inches 32 watt ဖြစ်သွားပြီ 7.99mm အထူရှိပြီးတော့ 3 megapixel AI dual camera ကိုအသုံးပြုပေးထားရဖြစ်ပါတယ်။ Redmi 15 series ရဲ့ design ပိုင်းလေးပါတော့နည်းနည်းထူရဲထဲမှာပါတယ်လို့ပြောရမယ်ပေါ့နော် 7.9mm အထူရှိတယ်လက်ရှိနဲ့ဖြစ်မဲ့နှစ်ချက်ပေါင်းအသုံးပြုခြင်းလူများအတွက်လည်း 3.5mm ပဲပါမယ်ဒီကပိုင်းမှာတော့ကျွန်တော် mono speaker ကိုအသုံးပြုပေးထားရပဲဖြစ်ပါတယ်silicon cover အကြည့်လေးပါပါတယ်ပြောအတိုင်းလုံးအနေနဲ့ကတော့32 watt ဖတ်ကြခြင်းကျိုးနဲ့ကောင်းလေးကိုအသုံးပြုပေးထားရပဲဖြစ်ပါတယ် 6.9 inches display ကိုအသုံးပြုပေးထားတယ် screen size လေးကတော်တော်လေးကျယ်တယ်ဒါပေမဲ့ကျွန်တော်ခုကြည့်ရတဲ့လောက်ကတော့နော်ဒီဘေးပေါင်အပေါ်ပါစေတွေကလည်းနည်းနည်းလေးထူရထဲမှာပါတဲ့အနေအထားမှာရှိတယ်ဒီနဲ့120Hz နှစ်ခုရေးလို့ရမယ်အဲ့ဒါမဟုတ်ဘူးဆိုလည်းကျွန်တော် default ထားလို့ရတယ် default ဆိုရင်တော့သူ auto ရွေးပေးမှာဖြစ်ပါတယ် 14.0 ကလို့ battery ampere 9000မဟုတ်တော့ဘဲနဲ့ battery ampere 6000ဖြစ်သွားတယ်ဒီ real fast charge စနစ်နဲ့ဖြစ်သွားရပါတော့အဲ့ဒါလေးကတော့ Redmi 14C နဲ့ကွာခြားတဲ့အဓိက main ချက်လေးပဲဖြစ်ပါတယ်အားဝင် GT1 Ultra CPU ကိုအသုံးပြုပေးထားတယ်ကျွန်တော်ဈေးနှုန်း9 သိန်းဝန်းကျင်ဆိုတဲ့ဈေးမှာတော့မစိုးဘူးလို့ပဲပြောလို့ရပါတယ်ပေါ့နော် Xiaomi ရဲ့ HyperOS နဲ့လာမှာပဲဖြစ်ပါတယ်ကိုယ်ပဲလုံးဖြစ်တဲ့ညီ Google YouTube Play Store အားလုံးအဆင်ပြေပါတယ်ဗျာနော်လုပ်ငန်းသုံးရုံသုံးဒီတိုင်းသုံးပြခြင်းလို့များအတွက်လည်းတော်တော်လေးအဆင်ပြေပါတယ်ဖက်ဘူးလေးတော်တော်လေးမြန်နေတာပါရှိရနောက်တစ်ချက်ဆက်ပြမယ်15 megapixel AI camera ကိုအသုံးပြုပေးထားပါတယ်သူက mono speaker ဖြစ်တယ်ဆိုပေမဲ့ volume စမ်းကြည့်ရတဲ့လောက် volume 200% ဒီကိုချဲ့လို့ရတဲ့အတွက်အတန်တွေလေးကတော့တော်တော်လေးကျယ်ထဲမှာပါတယ်ပေါ့နော် Redmi 15 series ရဆိုရင်ဈေးနှုန်း9 သိန်းကျော်ဝန်းကျင်မှာဆိုရင်တော့ brand 6ရဲ့ memory 128ရဲ့ဖြစ်မှာဖြစ်ပြီးတော့ global လုံးဖြစ်တဲ့အတွက် Google YouTube Play Store လည်းအားလုံးအဆင်ပြေဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ် Redmi ဖြစ်တဲ့အတွက်ကျွန်တော်အပေါ်ပစ္စည်းတွေဘာတွေကလည်းတော်တော်လေးအဆင်ပြေရယ် screen size ကလည်းကြီးရယ်ဆိုတော့ရုံသုံးလုပ်ငန်းတုံးတွေအတွက်စိတ်ချလက်ချအသုံးပြုနိုင်တဲ့ဖုန်းလေးတစ်လုံးပဲဖြစ်ပါတယ်ခင်ဗျာ